မင်္ဂလာပါရှင်တကူလာပြည့်ကျော်9ရက်ဧပြီလ12ရက်တနင်္ဂနွေနေ့မနက်ပိုင်းအစီအစဉ်တွေကို BBC ဝိုင်းတော်သားတွေနဲ့အတူကျမတီတာတွေကတင်ဆက်သွားမှာပါအခုတော့စမ်းသစ်တီထွင်လဲမြေတခွင်အစီအစဉ်အလှည့်ရောက်ပါပြီကိုဝင်းမြင့်တင်ဆက်မှာပါရှင်တရက်ပင်ကိုအစိတ်ကစရင်အနည်းဆုံး 3-5 နှစ်လောက်မှအသီးစားရမှာဖြစ်ပါတယ်အပင်စိုက်သူတွေအနေနဲ့ကတော့အသီးမြန်မြန်သီးတာကိုပဲလိုချင်ကြပါတယ်အခုပြောပြမယ့်နီးကတော့အမြန်သီးပြီးတော့မျိုးမှန်တဲ့နီးလည်းဖြစ်ပါတယ်ပြီးတော့အပင်ကြီးထွားနှုန်းကလည်းကောင်းတဲ့နီးဖြစ်ပါတယ်ဒီနီးကတော့တရက်ပင်ကိုအမြင့်ကူပြီးတော့အကိုင်းကူးတဲ့နီးဖြစ်ပါတယ်လက်ညှိုးလက်မလောက်အကိုင်းတွေကိုကူးလို့နိုင်သလိုခြေသလုံးလောက်ပေါင်လောက်အရွယ်ရှိတဲ့အကိုင်းကြီးတွေကိုလည်းကူးနိုင်ပါတယ်ဒီကနေ့မှာတော့အကိုင်းကြီးကြီးကူးတဲ့နီးကိုပဲအဓိကထားပြီးတော့ပြောပြမှာဖြစ်ပါတယ်အဲဒီလိုအမြင့်ကူပြီးအကိုင်းကူးတဲ့နီးကိုသင်တန်းပေးနေတဲ့ဘန်ကောက်မြို့ရဲ့အနောက်ဘက်အရပ်မှာရှိတဲ့စိုင်းနွဲ့အရက်ကတရက်ချံကိုတွားရောက်ပြီးတော့သင်တန်းသားတွေနဲ့အတူလေ့လာခွင့်ရခဲ့ပါတယ်ก็คือที่แห้งก็ต้องปล่อยเลยใช่ไหมต้องจนกว่าเราจะได้เวลาเปิดถึง5သင်တန်းမှုဥဆောင်ချိုင်းဟော်မပေါက်ကအမြင့်ကူပြီးတော့အကိုင်းကူးတဲ့နီးရဲ့အကျိုးစီးပုံတွေကိုအခုလိုရှင်းပြပါတယ်ถ้าปลูกจากเมล็ดส่วนมากจะกลายไม่ค่อยดีไงก็เลยต้องใช้วิธีทาบออกအစေကနေစိုက်တဲ့အပင်ကမျိုးကွဲပြီးငကိုအပင်တိုင်းမရတာတွေရှိတတ်ပါတယ်မျိုးကောင်းတဲ့အပင်ကအကိုင်းကိုကူးယူတာကငကိုအပင်တိုင်းရပါတယ်အမြင့်ကူတဲ့နီးကတော့အကိုင်းငယ်ငယ်ကိုလည်းကူးယူလို့ရပါတယ်အကိုင်းကြီးတွေကိုလည်းကူးယူနိုင်ပါတယ်စိုက်ချင်းအသီးရသလိုအပင်တမ်းမှာထွားကြိုက်မှုကလည်းကောင်းပါတယ်အမြင့်ကူပြီးအကိုင်းကူးတဲ့နီးမှာအရေးကြီးဆုံးကတော့ပြိုးပင်တွေကိုအရင်ဆုံးပြိုးထားရမှာဖြစ်တယ်လို့ဥဆောင်ချိုင်းကရှင်းပြပါတယ်สิ่งที่สำคัญที่สุดคือเราต้องมีรากมันนะครับปลูกเมล็ดมะม่วงลงไปအရေးကြီးဆုံးကအမြင့်ယူဖို့အတွက်တရက်စိတ်ကိုအရင်ပြိုးထားရပါမယ်ဒေသတွင်းမှာပေါက်လဲပြီးကြမ်းကြမ်းတမ်းခံနိုင်တဲ့တရက်မျိုးစေ့ကပိုကောင်းပါတယ်အနည်းဆုံးတစ်နှစ်လောက်အပင်ပြိုးထားရပါတယ်တစ်နှစ်သားလောက်ပြိုးပင်ဆိုရင်ပင်စီရောအမြင့်ရောလက်မချင်မလောက်အရွယ်ရှိရပါမယ်နောက်ထပ်လိုအပ်တဲ့ပစ္စည်းတွေကတော့ဓာတ်ထက်ပါတလက်အကိုင်းဖြတ်တဲ့ကကြေးတလက်ပလတ်စတစ်အချမ်းတစ်ချမ်းလိုပါတယ်အရှည်2ပေအကျယ်2ပေလောက်အရွယ်ဖြစ်ပါတယ်ပြီးတော့ဖဲပြားလိုမျိုးပလတ်စတစ်ကြိုးအပြားလိုပါတယ်အကျယ်2လက်မလောက်အရှည်က2ပေလောက်အရွယ်ဖြစ်ပါတယ်ပလတ်စတစ်ဖဲပြားစားက8ဆလိုပါတယ်ပြီးတော့2000လောက်ရှည်တဲ့ကြိုးခိုင်6ချောင်းလောက်လိုပါတယ်အုံးစမှုန့်လိုအပ်ပါတယ်အုံးစမှုန့်ဆိုတာကအုံးသီးအခွန်ကိုထူလိုက်ရင်ထွက်လာတဲ့အမှုန့်တွေကိုပြောတာပါအမြင့်ကူပြီးအကိုင်းကူးတဲ့နီးအတွက်ပစ္စည်းလဲစုံပြီးဆိုတော့ဘလို့အကိုင်းကူးမလဲဆိုတာရှင်းမအောင်ခင်ဗျถ้าเราทำกิ่งใหญ่ที่รากพร้อมหมายถึงว่าขนาดมันခြေသလုံးလောက်တရက်ကိုင်းကိုကူးမဲ့ဆိုရင်ပြိုးပင်အမြင့်10ချောင်းလိုပါတယ်ပထမဆုံးကူးမဲ့တရက်ကိုင်းကိုလိုချင်တဲ့အမြင့်နေရာသတ်မှတ်ပြီးအခွန်ကိုပင်စီအသားပါယုံလေးဓာတ်နဲ့လှီးဖြတ်ထုတ်ရမှာဖြစ်ပါတယ်အပေါ်ကနေအောက်ဘက်ကိုအရှည်က1မိုက်လောက်လှီးဖြတ်ရမှာဖြစ်ပါတယ်အကျယ်ကတော့လက်နှလုံးလောက်အကျယ်ရတတ်ပါတယ်လှီးဖြတ်တဲ့အခါပင်စီမျက်နှာပြင်ကတညီတည်းဖြစ်ရပါမယ်အထစ်ဖြစ်နေလို့မရပါဘူးပင်စီပတ်လည်မှာလက်တလုံးလောက်ချပြီးအလားတူမျိုး9နေရာလှီးဖြတ်ထုတ်ရပါမယ်အခွန်ခွာတဲ့အစနေရာကတညီတည်းဖြစ်ရပါမယ်ပြီးရင်အခုလှုပ်ထားတဲ့ဒဏ်ရာအပေါ်ပိုင်းမှာ1မိုက်လောက်ခွာပြီးအလားတူလိုမျိုးပင်စီပတ်လည်ကို9နေရာလှီးဖြတ်ရပါမယ်ပင်စီမှာဒဏ်ရာက2ဆင့်ဖြစ်နေတာကိုတွေ့ရပါမယ်ဒါဆိုရင်တရက်ကိုင်းပင်စီမှာပြိုးပင်အမြင့်10မြင့်လာကပ်ဖို့နေရာအဆင့်သင့်ဖြစ်နေပြီဖြစ်ပါတယ်เอาทั้งโคนทั้งรากครับเอารากส่วนหนึ่งเอาโคนส่วนหนึ่งလက်မလောက်အရွယ်ရှိတဲ့တရက်ပင်ပြိုးပင်7ပင်ကိုနှုတ်ယူလာပါရေတောင်းမြစ်ကို1မိုက်လောက်ခြံပြီးဖြတ်ထုတ်ပြစ်လိုက်ပါပင်စီကိုတော့တစ်ထွာလောက်ခြံပြီးအဖျားပိုင်းကိုဖြတ်ပြစ်လိုက်ပါအခုဖြတ်ထားတဲ့ပြိုးပင်ပင်စီအရင်ကနေလက်နှလုံးခွာပြီးအဖျားပိုင်းဘက်ကိုဓာတ်နဲ့ခါဆောင်းရှည်လှီးဖြတ်ပါပင်စီဖြတ်ရကဆောင်းအပြားလေးတွေဖြစ်သွားပါလိမ့်မယ်ပြိုးပင်7ပင်လုံးကိုအလားတူဖြတ်ရမှာဖြစ်ပါတယ်ပြီးရင်ပြိုးပင်အဆောင်ဖြတ်ထားတဲ့ဘက်ချမ်းနဲ့တရက်ပင်အကိုင်းကြီးကဒဏ်ရာလှုပ်ထားတဲ့နေရာကိုတစ်ချောင်းချင်းကပ်ပြီးတော့ကျိုးနဲ့ချီရမှာဖြစ်ပါတယ်ပြီးရင်တော့တရက်ကိုင်းပင်စီအနာနဲ့ပြိုးပင်အဆောင်ကတ်ထားတဲ့နေရာကိုပလတ်စတစ်ဖဲပြားနဲ့ကြက်စီးပါပတ်တီးစီးသလိုစီးရမှာဖြစ်ပါတယ်ပြိုးပင်အဆောင်အနာလုံးနဲ့အထိစီးရပါမယ်
အပြင်ကိုကားထွက်နေတဲ့အမြစ်ပိုင်းကိုတော့စီးကြမလိုပါဘူးအောက်ဘက်အဆင့်ကိုအရင်လုပ်ပြီးရင်အပေါ်ကအဆင့်ကိုလည်းအလားတူပဲဖြတ်ထားတဲ့ပြိုးပင်အဆောင်9ခုနဲ့ကပ်ပြီးစီးရမှာဖြစ်ပါတယ်နှစ်ဆင့်လုံးကိုအမြစ်ပြိုးပင်တွေကပ်ပြီးစီးပြီးရင်တော့အကိုင်းဆက်တဲ့အဆင့်ပြီးသွားပြီဖြစ်ပါတယ်အမြစ်ထွက်အောင်လုပ်ဖို့ပဲကြံပါတော့တယ်ตัดน้ำเลี้ยงคือไม่ให้มันมาจากต้นให้มันบังคับให้มานี่เลยเพื่อให้มันกินให้มันเกิดรากတရက်ကိုင်းမှာကတ်ထားတဲ့ပြိုးပင်ရဲ့အမြစ်တွေထွက်လာအောင်ဆိုရင်တော့ပလတ်စတစ်ရဲ့အချမ်းအစေက2ပေအကျယ်က2ပေအရွယ်ရှိတဲ့ပလတ်စတစ်နဲ့တစ်ခုလုံးကိုပတ်လိုက်မယ်အဲ့ဒါလိုပတ်ပြီးတဲ့ခါကျလို့ရှိရင်ပလတ်စတစ်ရဲ့အချမ်းအစ2ခုကိုကတ်ပြီးတော့ကျိုးနဲ့တီးပြီးတော့ချုပ်လိုက်ပါလုံကြီးကွင်းချုပ်တယ်လို့ဖြစ်သွားမှာဖြစ်ပါတယ်ပလတ်စတစ်အိတ်ကတရက်ပင်ကိုငုံပြီးသားလဲဖြစ်သွားမှာဖြစ်ပါတယ်တရက်ကိုင်းမှာပြိုးပင်ဆက်ထားတဲ့အောက်နာကနေပလတ်စတစ်အိတ်အောက်ပိုင်းကိုတရက်ကိုင်းနဲ့စုပြီးတော့ကြက်စီထားလိုက်ပါပြီးရင်တော့ရေဆွတ်ထားတဲ့ဥစ္စာမုတ်တွေကိုပလတ်စတစ်အိတ်အပေါ်ကနေပြီးတော့ကြက်သိပ်ထက်ပါတရက်ကိုင်းမှာဆက်ထားတဲ့ပြိုးပင်အမြစ်တွေဖုံးအုပ်သွားတဲ့အထိပလတ်စတစ်အိတ်ထဲကိုဥစ္စာမုတ်တွေဖြည့်ထည့်ရမှာဖြစ်ပါတယ်ဥစ္စာမုတ်တွေပြည့်သွားပြီဆိုရင်တော့အဲ့ရဲ့အပေါ်ပိုင်းကိုတရက်ကိုင်းပင်စီနဲ့စုပြီးတော့ခြီလိုက်ပါဥစ္စာမုတ်အိတ်ဟာတရက်ပင်ကိုငုံပြီးတော့ပလတ်စတစ်အိတ်ကြီးဘူးတုံကြီးလိုဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ပလတ်စတစ်ရဲ့အလယ်ပိုင်းတွေကိုလည်း3-4ချက်လောက်ကျိုးနဲ့ကြက်စီးထားလိုက်ပါ။ဥစ္စာမုံအိတ်ကတရက်ပင်မှာဘူးတုံလုံးကြီးဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့တရက်ကိုင်းစီးထားတဲ့ဥစ္စာမုံပလတ်စတစ်အိတ်ရဲ့အောက်နာကနေပြီးတော့တရက်ကိုင်းပတ်လဲကိုအခွန်ကိုခွာထုတ်ရမှာဖြစ်ပါတယ်။အကျယ်ကလက်တဝါလောက်အခွန်ပတ်လဲကိုခွာထုတ်လိုက်ပါပြီးတော့ပင်စီအသားမှာကတ်နေတဲ့အမြင်တွေလည်းမကြမ်းအောင်ဓာတ်နဲ့ချစ်ထုတ်ရမှာဖြစ်ပါတယ်အဲ့ဒါကတော့ရေလမ်းကြောင်းကိုဖြတ်တောက်လိုက်တာဖြစ်ပါတယ်တရက်ပင်ကနေပြီးတော့အကိုင်းအဖျားဘက်ကိုရေမပို့နိုင်တော့မှပဲပလတ်စတစ်အိတ်ထဲမှာရှိနေတဲ့ဥစ္စာမုတ်ထက်ကရေကိုကူထားတဲ့အမြစ်ကနေစုပ်ယူရင်းကနေအမြစ်မြန်ထွက်မှာဖြစ်သလိုအနာမြန်ကျက်ပြီးတော့အကိုင်းဆက်သွားမှာလည်းဖြစ်ပါတယ်2လခွဲလောက်ကြာရင်တော့ပလတ်စတစ်အိတ်ထဲမှာအမြစ်တွေကောင်းထွက်လာတယ်ကိုလည်းတွေ့ရမှာဖြစ်ပါတယ်2လခွဲလောက်ကြာမှအမြစ်ကောင်းထွက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဥစ္စာမုတ်ထဲမှာရေချောက်သွားနိုင်ပါတယ်အပေါက်လေးနဲ့ဖောက်ပြီးတော့ရေတစ်ခေါက်လောက်တော့ဖြည့်ပေးရမှာဖြစ်ပါတယ်ပြိုးပင်အမြစ်ကူထားတဲ့ပလတ်စတစ်အိတ်ထဲမှာအမြစ်တွေအများကြီးထွက်လာတာတွေ့ရပြီဆိုရင်တော့ပလတ်စတစ်အောက်ပိုင်းကနေတရက်ကိုင်းကိုဖြတ်ပြီးတော့ပြောင်းဆွေ့ပြီးစိုက်လို့ရပြီဖြစ်ပါတယ်ချင်းကြီးတစ်လုံးထဲမှာအရင်ဆုံးပြိုးထားရမှာဖြစ်ပါတယ်အဲ့ဒီချင်းထဲမှာပြိုးတဲ့အခါမှာလဲဥစ္စာမုတ်ကိုပဲအဓိကထားပြီးတော့ဖြည့်ပြီးတော့သုံးတာကကောင်းပါတယ်မြေကြီးထည့်မယ်ဆိုရင်လေးတဲ့အတွက်ကြောင့်မို့တရပြူရခက်ပါတယ်ပြီးရင်တော့ရေကိုမှန်လောင်းပေးမယ်ဆိုရင်တော့2လလောက်အကြာမှာအပင်ကကောင်းရှင်သန်နိုင်ပြီဖြစ်လို့ပြောင်းဆွေ့ပြီးတော့စိုက်ပျိုးလို့ရပြီဖြစ်ပါတယ်ဒီနည်းကတော့အကိုင်းသိင်းရင်အ ਨੇ ဆုံးအမြင့်2ချောင်းလောက်ကူပြီးတော့ကူးနိုင်တာဖြစ်ပြီးတော့အကိုင်းကြီးရင်တော့ကြီးသလိုအမြင့်တွေအများကြီးကူပြီးကူးရမှာဖြစ်ပါတယ်နောက်တစ်ခေါက်ပြန်ဆောင်တဲ့အခါထူးထူးခြားခြားစိုက်ပျိုးရေးမွေးမြူရေးအကြောင်းတွေကိုပြောပြမှာဖြစ်ပါတယ်ပျော်ပျော်ပပပေါ့ကိုဝင်းမြင့်တင်ဆက်တဲ့စမ်းသစ်တီထွင်လဲမြေတခွင်အစီအစဉ်မှာဒီအစီအစဉ်နဲ့ပတ်သက်လို့သောရရှင်တို့သိလိုတာတွေဝေဖန်အကြံပြုလိုတာတွေရှိရင်တော့ bbcburmese@gmail.com ဒါမှမဟုတ်ရင် burmese@bbc.co.uk ကိုဆက်သွယ်မေးနိုင်ကြပါတယ်ရှင်။